Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်မကတကြံပိတ်ရက်ကလေးမှာပထမတော့ပေါ့နော်ကြာစံစီချက်ကလေးလုပ်ဖို့အတွက်ဆိုပြီးတော့ကြက်သားတောက်ဆင်းထားတာလေးကိုနှွေးကော်မှုရဲ့ကြက်ဥလေးရဲ့ခောက်ပြီးတော့ကြက်သားလုံးလေးလုပ်ရတဲ့အနေထားလေးကိုလုပ်ထားတာပေါ့နော်ကြက်သားတောက်ဆင်းထားတာရဲ့နှွေးကော်မှုလေးရဲ့ကြက်ဥတစ်လုံးလေးကိုခောက်ပြီးတော့စားချုံမှုထည့်ပြီးတော့နေထားလိုက်ပါတယ်ပထမစီစဉ်ရတော့ကြာစံစီချက်ထဲမှာဖြစ်တဲ့အတွက်ကြာစံလို့တစ်ထုပ်ကိုအစင်းလေးတင်ထားလိုက်တယ်နော်ပြီးတော့ကြာစံစီချက်ထဲကိုထည့်ဖို့အတွက်ဆိုပြီးတော့ဒီနည်းစိမ်းလေးတွေကိုလည်းအစင်းသိလုပ်ထားလိုက်တယ်ဒီအခါမှာစသားလုံးလေးတွေကိုပြုတ်တာတစ်မျိုးရယ်ကြော်တာတစ်မျိုးရယ်လုပ်ထားလိုက်တယ်ပေါ့နော်ပြုတ်ဖို့အတွက်ဆိုပြီးတော့ဒီပွက်ဆူလေးတွေကိုကြက်သားလုံးလေးတွေကိုအစီကြီးထည့်လိုက်တာဖြစ်ပါတယ်ရေပုတ်ပတ်ဆူထားတာဖြစ်တဲ့အတွက်ခဏလေးတည်ပြီးတဲ့အခါမှာကြက်သားလုံးလေးတွေကိုအနေထားလေးကြည့်ပြီးတော့ကြက်သားလုံးလေးချလို့ရပါပြီဒီအနေထားလေးဆိုရင်ပုတ်ပတ်လေးဆူနေပြီခဏထားလိုက်တာပေါ့နော်ခဏအုပ်ထားလိုက်ပါတယ်အုပ်ထားလိုက်ပြီးတဲ့အခါမှာခဏနေရင်တော့ကြက်သားလုံးလေးတွေဆဲလို့ရပါပြီနောက်တစ်မျိုးကြံတဲ့ဟာကိုတော့ပေါ့နော်ကြက်သားလုံးကိုကြော်ထားလိုက်ပါတယ်ကြက်သားလုံးကိုပေါ့နော်ကြော်ထားတာတစ်ပကံနဲ့ပြစ်ထားတာတစ်ပကံလေးရပါပြီအစင်တက်လုပ်ထားတဲ့မုံရင်းလေးကိုကြော်ဖို့အတွက်ကိုစီနှင်းငယ်ထည့်ပြီးကြက်သွန်နှင်းငယ်ထည့်ပြီးတော့ကြော်လိုက်ပါတယ်ဒီနေရာမှာတော့ကြာစံစီချက်ထဲကိုထည့်ဖို့အတွက်အခုကြုံနေတဲ့အတီးရွက်ကလေးတွေကိုကြော်လို့လည်းရတယ်လို့ရေပွက်ဆူထားတဲ့ထဲမှာထည့်ပြီးတော့အနှဲငယ်ပြုတ်လိုက်ရင်လည်းကြိုက်တယ်လို့လုပ်လို့ရပါတယ်တကယ်တမ်းကျတော့ကျမကကြာစံစီချက်မလုပ်ဖြစ်ပဲနဲ့ခောက်ဆွဲစီချက်ပဲလုပ်ဖြစ်သွားတာဖြစ်ပါတယ်ခောက်ဆွဲလေးတွေလည်းပြုတ်ပြီးပြီဆိုတော့လေအဲ့ခောက်ဆွဲပြုတ်ကလေးတွေကိုထည့်လိုက်တယ်ပြီးတော့ခောက်ဆွဲပြုတ်နင်းငယ်ထည့်ပြီးတဲ့အခါမှာစီချက်ချက်ထားတာလေးကိုလည်းခောက်ဆွဲလေးကိုထည့်လိုက်မယ်ပေါ့နော်စီချက်ချက်ထားတာမထည့်ခင်မှာခုနကတော့ကြော်ထားတယ်အသီးရွက်ကြော်မုံညင်းစိမ်းလေးတွေကိုပေါ့နော်အယိုးထက်ဆိုင်ရင်လေအရွက်ကလေးတွေကိုပိုကြိုက်တဲ့အတွက်အရွက်ကလေးတွေကိုလိုက်ရွေးပြီးတော့ခောက်ဆွဲတဲ့ကိုထည့်နေတာဖြစ်ပါတယ်စီချက်ချက်ထားတဲ့တွေကစီချက်တွေကိုစီတွေအများကြီးမထည့်ချင်တဲ့အတွက်ကြောင့်လေစီနဲ့ပဲစီချက်ချက်ထားလိုက်တယ်ပေါ့နော်အဲ့ဒီစီချက်ကလေးကိုခုနခောက်ဆွဲရဲ့အရွက်ရဲ့ထည့်ထားတဲ့တွေကိုထည့်လိုက်တယ်ပြီးတော့ကျမကတက်ရှိရင်းနှီးမှုကိုသုံးတဲ့အတွက်တက်ရှိရင်းနှီးမှုအနည်းငယ်ကိုလည်းထည့်လိုက်တယ်ပြီးတော့စားအနည်းငယ်ထည့်ပါမယ်ဒါဆိုရင်တော့အရသာနဲ့ပြည့်စုံတဲ့ကြာစံစီချက်အစားပေါ့နော်ခောက်ဆွဲစီချက်ကလေးရပါပြီအဲ့တော့တမအောင်မှွေပေးလိုက်ပါမယ်ပေါ့နော်ရသာလေးဝင်သွားအောင်လို့တမအောင်မှွေပေးလိုက်ပါတယ်ရသာလေးတွေနှံ့သွားပြီနှံ့လားမနှံ့လားနည်းနည်းတော့မြည်ကြည့်လိုက်တာပေါ့နော်ရပြီโอเคပြီဆိုရင်တော့ခုနကတော့ကြော်ထားတာရဲ့ပြုတ်ထားတာရဲ့ကြက်သားလုံးလေးတွေကိုထည့်စားဖို့အတွက်ကိုထည့်လိုက်တာဖြစ်ပါတယ်ဒါဆိုရင်တော့အရသာနဲ့ပြည့်စုံပြီးတော့အာဟာရလည်းရှိတန်ရှင်းမှုလည်းရှိတဲ့အိမ်မှာပဲပြုလုပ်တဲ့ခောက်ဆွဲစီချက်ကလေးရပါ